အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အင်္ဂလိပ်စကားပြောအတွက်အရန်ကိုအသုံးဝင်တဲ့ပတ်တန်လေးတစ်ခုကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဒါကိုမလုပ်ဘူးဆိုတာသိကြတယ်လို့ပြောချင်ရင်ဒီပတ်တန်လေးကိုသုံးပါတယ် I'm sure I don't အနောက်ကနေပြီးတော့ verb infinitive လိုက်မှာဖြစ်ပါတယ် verb infinitive ဆိုတာကရိုးရိုးမူရင်းကရိယာကိုပြောတာပါ For example ကျွန်တော်စုကိုလက်မခံဘူးဆိုတာသိကြပါတယ် I'm sure I don't accept the award. I'm sure I don't accept the award. အောက်ကစာကြောင်းလေးတွေကိုလည်းကျွန်မနဲ့အတူတူလေ့ကျင့်ကြည့်အောင်ပါငါကားစီးဖို့မလိုဘူးဆိုတာသိကြပါတယ် I'm sure I don't need a ride. I'm sure I don't need a ride. ငါမှာအချိန်လောက်မရှိဘူးဆိုတာသိကြတယ် I'm sure I don't have enough time. I'm sure I don't have enough time. ငါအဖြေကိုမသိဘူးဆိုတာသိကြပါတယ် I'm sure I don't know the answer. I'm sure I don't know the answer. ငါအဲ့ဒီယူဆကိုသဘောမတူဘူးဆိုတာသိကြတယ် I'm sure I don't agree with that idea. I'm sure I don't agree with that idea. ငါအဲ့ဒီကိုမသွားချင်ဘူးဆိုတာသိကြပါတယ် I'm sure I don't want to go there. I'm sure I don't want to go there. ငါမှာအဲ့ဒါနဲ့ပတ်သက်လို့ဘာပြဿနာမှမရှိဘူးဆိုတာသိကြပါတယ် I'm sure I don't have a problem with it. I'm sure I don't have a problem with it. ငါသူ့နာမည်မမှတ်မိဘူးဆိုတာသိကြပါတယ် I'm sure I don't remember his name. I'm sure I don't remember his name. ငါဘာမှစားချင်စိတ်မရှိဘူးဆိုတာသိကြတယ် I'm sure I don't feel like eating anything. I'm sure I don't feel like eating anything. ငါတောင်းပန်စရာမလိုဘူးဆိုတာသိကြတယ် I'm sure I don't have to apologize. I'm sure I don't have to apologize. ငါအချက်လက်တွေကိုမတွေ့ဘူးဆိုတာသိကြတယ် I'm sure I don't see the point. I'm sure I don't see the point. ကဲဒါဆိုရင်ပို့ပြီးတော့မှတ်မိသွားအောင်လို့လေ့ကျင့်ခန်းလေးတွေပါလုပ်ကြည့်ကြရအောင်အခုပြောနေတဲ့အကြောင်းအရာကိုကိုကသိနားမလည်ဘူးဆိုတာကို English လို့ဘယ်လိုပြောမလဲမြန်မာလိုဆိုရင်ရှင်ပြောတာကိုကျွန်မနားမလည်ဘူးဆိုတာသိကြတယ် I'm sure I don't understand what you are talking about သူ့ရဲ့ဆုံးဖြတ်ချက်ကိုသဘောမတူတာကိုကပြောချင်တဲ့အခါဘယ်လိုပြောမလဲသူ့ရဲ့ဆုံးဖြတ်ချက်ကိုကျွန်မသဘောမတူဘူးဆိုတာသိကြပါတယ် I'm sure I don't agree with his decision. ဒီညနေမှာဘယ်မှသွားချင်စိတ်မရှိဘူးဆိုတာကိုဘယ်လိုပြောမလဲဒီညနေမှာကျွန်မဘယ်မှသွားချင်စိတ်မရှိဘူးဆိုတာသိကြပါတယ် I'm sure I don't want to go anywhere this evening. ကဲဒါဆိုရင်ဒီပတ်တန်လေးကိုသုံးပြီးတော့ English လို့ပြောတတ်လောက်ပြီးထင်ပါတယ် comment မှာလည်းပဲကိုစဉ်းစားမိတဲ့တခြား example လေးတွေရှိရင်ခြာရေးခဲ့လို့ရပါတယ်တကယ်ချင်းတို့ရဲ့အင်္ဂလိပ်စာတိုးတက်မှုအတွက်ဒီလိုအကျိုးရှိတဲ့ဗီဒီယိုလေးတွေမျှဝေပေးနေမှာဖြစ်လို့ကျမရဲ့ YouTube channel ကို like and subscribe လေးလုပ်ရင်းနဲ့အားပေးသွားလို့ရပါတယ်ခုလိုပဲအင်္ဂလိပ်စာလေ့လာခြင်းတဲ့သူတွေလေ့လာလို့ရအောင်လို့ဒီဗီဒီယိုလေးကိုလည်းမျှဝေပေးသွားလို့ရပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်ကြောင့်ကျေးဇူးများတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတွေ့ကြမယ်နော်